အကိုဒီမှာမေးခွန်းလေးတစ်ခုမေးထားတယ်စပြစ်ကမြေမျိုးစားရွေးလားထုံးပါတဲ့ရေဆိုလို့ရှိရင်ရောစပြစ်စိုက်ပြလို့အဆင်ပြေနိုင်လား ကျွန်တော်တို့စပစ်ကနေအမျိုးစားရွေးလာဆိုတော့နေမျိုးစားကဘလို့မြေတွေမှာ စိုက်လို့ရလဲဆိုတော့ကျွန်တော်တို့စိုက်ပြိုးမဲ့မြေကရေစည်းရေကောင်းမွန်တယ်နောက်တစ်ခုပေါ့နော်ကြက်တီးမြေတွေမဟုတ်ဘူးနောက်ပြီးတော့ရေကျွန်တော်တို့ channel ကိုရေသွင်းလိုက်တဲ့အချိန်မှာရေဆုပ်ယုံမှုအားလည်းကောင်းတယ်နောက်ပြီးတော့ရေမြေကပေါ့နော်ဟိုရေတွေအယောင်ဝစ်မနေဘူးလို့ပြောခဲ့တာဘာဖြစ်လို့လဲဆိုလို့ရှိရင်ကျွန်တော်တို့စပစ်ကရေအယောင်ဝစ်တဲ့မြေတွေဆိုလို့ရှိရင်ကြတော့ဒီအမြင့်ပုတ်တာတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအပင်ကကြီးထွားမှုယုံမှုအားနည်းပေါ့နော်နောက်ပြီးတော့ရေကထုံးတက်ပါတယ်စိုက်လို့အဆင်ပြေလားဆိုတော့ထုံးတက်ပါတယ်ရေနဲ့စိုက်မယ်ဆိုလို့ရှိရင်အပင်ကဒီနေဒူလာမှာရှိတဲ့နေဒူလာမှာရှိတဲ့မြေဩဇာတွေပေါ့နော်အာဟာရဓာတ်တွေကိုစုပ်ယူပို့ရတာခက်ခဲတယ်ဒါကြောင့်မလို့နောက်တစ်ခုအနေနဲ့ထုံးတက်ပါတယ်ရေနဲ့စိုက်မယ်ဆိုလို့ရှိရင်ကြာလာတဲ့အခါမှာအပင်ကအရွက်တွေဝါလာတာမျိုးနောက်ပြီးတော့ကြီးထွားဖွံ့ဖြိုးမှုအားမကောင်းတာမျိုးတွေဖြစ်တတ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ကတော့စီးပွားဖြစ်စိုက်ပျိုးကြမယ်ဆိုလို့ရှိရင်ထုံးတက်ပါတဲ့ရေနဲ့စိုက်ပျိုးတာကိုတော့ကျွန်တော်သိပြီးတော့အားမပေးဘူးဒါပေမဲ့ဒီရေကိုလည်းကျွန်တော်တို့ကရေကိုထုံးတက်ပါတဲ့ရေနဲ့စိုက်ပျိုးမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ pH ပမာဏတွေပြန်ပြီးတော့တိုင်းတာပြီးတော့လိုအပ်တဲ့ပြုပြင်ပေါင်းလဲမှုတွေနဲ့တော့စိုက်ပျိုးလို့တော့ရပါတယ်ဒါပေမဲ့လို့ရေရှည်မှာတော့တိတ်ပြီးတော့အဆင်မပြေနိုင်ဘူးပေါ့နော်မြေကလည်းကျွန်တော်တို့ဘက်ဒီမှာဆိုရင်တချို့ channel ဆိုလို့ရှိရင်မြေမကောင်းတဲ့မြေတွေရှိပါတယ်ကျွန်တော်ဆိုလို့ရှိရင်လည်းတချို့ channel ရှင်မြေပြင်ပြီးတော့စိုက်ရတာမြေအစားထိုးနဲ့စိုက်ကြတာမျိုးရှိပါတယ်ဒါကြောင့်မလို့မြေမျိုးစားနဲ့မြေအမျိုးစားကိုလည်းမိတ်ဆွေတို့နားလည်လိမ့်မယ်ထင်ပါတယ်နောက်ပြီးတော့ရေကထုံးတဲ့ပိုင်းတော့ကျွန်တော်စိုက်ဖို့တော့ကြံမပြပါဘူးဟုတ်ကဲ့ပါနောက်ထပ်သိချင်တာရှိရဆိုလို့ရှိရင်လည်းကျွန်တော်တို့စီပြောင်းပေးခဲ့လို့ရပါတယ်ကျွန်တော်တို့စီပြောင်းကနေပြီးတော့စပစ်စိုက်ပျိုးရင်းနဲ့ပတ်သက်တဲ့ဘုစုတာတွေကိုကျွန်တော်တို့သိသလောက်ပြန်ပြီးတော့မျှဝေပေးနေတာဖြစ်ပါတယ်ဒါကြောင့်မို့မိတ်ဆွေကစပစ်စိုက်ပျိုးရင်းနဲ့ပတ်သက်ပြီးသိချင်တာဆိုလို့ရှိရင်ကျွန်တော်တို့စပစ်ရွာရဲ့စပစ်ရွာလို့နီးပညာဆိုတဲ့TikTok အကောင့်လေးကို follow လုပ်ပေးခဲ့ဖို့မမေ့ပါနဲ့ကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်